အရင်ဆုံးပလာတူးလေးတွေကိုတန့်စင်ရေးလုပ်ပါမယ်ပြီးရင်ဂျင်းလေးထည့်ပြီးတော့ပြုတ်ပါမယ်ခင်းစင်သီးကိုကျမကတော့ဥတိုင်းနဲ့အစစ်လေးတွေကိုဖယ်ပလိုက်ပါတယ်ပြီးတော့အနေတော်လေးလှီးပြီးတော့မှအစင်သင့်လောက်ထားပါမယ်စက်တန်နီစက်တန်ဖြူချင်းငရုတ်သီးချောက်ကိုဘလန်ဒါနဲ့ကြိတ်ပါမယ်ငါအယိုးလေးတွေကိုဖယ်ထားပါပြီစက်တန်ဖြူစက်တန်နီလေးစီတက်ပါမယ်စက်တန်အနံလေးနည်းနည်းမှုေးလိုက်ရင်စိမ်းစားငပိလေးကိုစီတက်ပါမယ်ငပိနဲ့လေးမှုေးလာတဲ့အခါစနွင်းလေးနည်းနည်းထည့်ပါမယ်စက်တန်လေးကျက်သွားပြီဆိုတာနဲ့ကျမတို့ကြိတ်ထားတဲ့ငရုတ်သီးလျှောက်အရည်လေးကိုထည့်ပါမယ်ငရုတ်သီးအဆက်လေးတက်တာအောင်ကျမကရေလေးနည်းနည်းထည့်ပြီးတော့တည်ထားပါသေးတယ်ခင်းစင်သီးလိထားတာလေးတွေထည့်လိုက်ပါပြီခင်းစင်သီးလေးတွေနူးဤသွားပြီဆိုတာနဲ့ကျမတို့ငါအသားလေးတွေနှင်ထားတဲ့ဟာလေးတွေကိုထည့်ပါမယ်နှက်အောင်မယ်ပြီးတော့အပေါ့အငံမြည်ပြီးတော့ငပြာရည်လေးနည်းနည်းထည့်ပါမယ်ငါပြုတ်ကလေးကတော့ကျမဆန်းနည်းနည်းထည့်ပြီးပြုတ်ထားတာပါငါကြက်ပြီးဆိုတာနဲ့ကျမကတန်ဖျားသီးလေးတစ်ချမ်းကိုညှိပြီးတော့ထည့်ပါမယ်ဒီပလာတူးလေးကတန်ဖျားသီးနဲ့အရန်လိုက်ပါတယ်တန်ဖျားသီးလေးထည့်လိုက်တော့မှုေးပြီးတော့ချင်းကန်စားအရသာလေးနဲ့အရန်စားလို့ကောင်းပါတယ်ရှင်သုံးဆောင်လို့ရပါပြီရှင်